ခြေဝါဒနာရှင်အလုံးမင်္ဂလာပါအထူးနှစ်သက်16ခွဲဆိုတာပြီးပြီးတော့ပါဒီခုထပ်ပြီးတော့တကွက်ကလေးထပ်ပြီးခြင်းလို့ပါလက်တကွက်ကလေးတော့ကြံသွားမှကြောက်လို့ပြည့်လဲမပြည့်ရတော့ဒါတက်တီထောက်ထားလေးတွေရသွားပေါ့ထိုးပေးကြဖို့ရပေါ့နော်ဒီသဘောတူလည်းထိုးပေးရပါဟုတ်ပြီဘလူလေးရတယ်လေဆိုကျွန်တော်ရှင်းပြပါမယ်ဒီထိတ်ကကိုအပိတ်ကကိုရှည်ပေါင်း6ဆိုတော့ဒါလိုလေးပြောရင်ကိုခွန်ကိုတကွက်သေးပါပဲအဲ့ဒါဒီဘလူရတယ်လေကျွန်တော်တွေ့ပါမယ်ဒီလိုပြ895နေစမယ်895နေစတဲ့အခါကျတော့ဒီမှာကျွန်တော်တို့ကြည့်ရအောင်အပိတ်အရင်ပြအပိတ်ဘယ်လိုရလဲဆိုတော့ဒီမှာ895ခွာက3ဖြစ်ပါတယ်3အဲ့ဒီမှာအလဲရေခါထိတ်ရေအပိတ်ရေပေါင်းလိုက်တော့8အဲ့တော့3ပါဝါပဲပေါ့ဆက်သွားမယ်ဒီပင်ညိုပဲဆက်သွားမှာအဲ့တော့9နှစ်ကခွာပေါင်းခြင်း1ဒီမှာခွန်6 3က6 1နဲ့6နဲ့ပါဝါတွဲပါတယ်3 8ပါဝါတွဲလို့ဒီ6ကလည်းပါဝါတွဲဟုတ်ပြီအဲ့ဒီမှာတပင်းကြိုသွားလိုက်မယ်9 3ခွာက8အဲ့လိုဆိုရင်8ပါဝါ3ဆိုတော့ဒီမှာ6 4 9ပိတ်ပေးရပါ9ပိတ်လာသွားတယ်3ည9အဲ့ဒီဟာကိုဆက်တွက်မယ်3ည9ဆိုတော့9ဖြစ်နေတယ်9ရဲ့ပါဝါက4လာတင်တာဆိုတော့3ညစီပြီးသား5စီပြီးသားဆိုတော့ဒါအပိတ်9ဖြစ်ပါတယ်ဒါအပိတ်9ခွင်အပိတ်9ခွင်ပြီးလို့ရှိရင်ကျွန်တော်ထိတ်9ကိုသွားပါမယ်ဒီ895ပဲ9တွေကနေ3ညနှုတ်9ရှင်းတော့ဒီမှာကြည့်မယ်9တွေရဲ့3ညနှုတ်9ခွန်တွေက2နှုတ်5 6ထဲက6နှုတ်3ညခု3ညတွေက1နှုတ်တော့9ထိတ်9ပိတ်9ဟုတ်ပြီဒါထိတ်9ပိတ်9 10ခွက်ထိုးအောင်ပေါ့10ခွက်များတယ်ဗျာအဲ့တော့ထိုးနိုင်တယ်ထိုးပေါ့ဒီကတော့ဒီမှာတစ်ခွက်ထဲလို့ရနာအဲ့မှာနည်းနည်းလေးတော့အောင်စိုက်ကြည့်လိုက်ပေါ့ခဏနေရနည်းနည်းလေးညားထားလို့ဟုတ်ပြီဒီမှာခါကူနဲ့အပိတ်6နဲ့ပေါင်းလိုက်တော့9အဲ့ဒီ9နဲ့ဒီမှာကျွန်တော်တို့ခွန်3ည9ခွန်က3ဆိုတော့9 3နှစ်ခတ်စုံပေါ့တကွက်တပင်ကြော်လိုက်မယ်ခွန်9က6ခွန်9 6ဆိုရင်သူ့နှစ်ခတ်က9လာမှာပေါင်းရင်9ဖြစ်ချင်တော့ရှည်ပေါင်းက8စီပြီးသားဆိုတော့ရှည်ပေါင်း1ပေါင်းလိုက်ရုံပါရှည်ပေါင်း1 5 6ဟုတ်ပြီ6က2ဆိုတော့2ရဲ့နှစ်ခတ်က4ဘယ်လိုဖြစ်မလဲ6ကို4စီပြီးသားဆိုတော့3ညပေါင်းပေါ့3မင်ထိတော့မှန်တယ်အဲ့တော့ပေါက်သလားဆိုတော့ဒါ3မင်ဆိုကျွန်တော်ကနည်းနည်းလေးယုံနေသေးတယ်ခု4ပင်ကိုဆက်သွားမှာ4ပင်ကိုကြည့်ပြီ3ညနဲ့4နဲ့က4ရဲ့နှစ်ခတ်က2ချင်တာဗျာ4ရဲ့နှစ်ခတ်က2ချင်တာဆိုတော့ဒီမှာစီပေါင်းက6စီပြီးသားဆိုတော့နောက်ပေါင်းကလည်း6လိုက်ရုံပါပဲစီဒီမှာ6စီပြီးတော့ဒီမှာနောက်ထပ်စီပေါင်း6လိုနေတာဒါမှ2မှာ4နဲ့2အောင်ဘက်က6ဆိုတော့စီပေါင်းက6အဲ့တော့ထိတ်က9ရပြီစီပေါင်း6လို့ဆိုခွန်ကတ်ရုံပဲပိတ်က9ဆိုတော့အဲ့တော့9ခွန်9တကွက်သေးဖြစ်ပါလေဒါလေးလေစွမ်းနိုင်တယ်လို့
ထိုးပေးကြဖို့ရဒါတိုက်တွန်းနှိုးဆော်ပါတယ်ကိုခွန်ကိုဖြစ်ပါတယ်ခင်ဗျာအားလုံးနှစ်ဆန်းမှာရှင်လန်းကြပါပြီ